ပနက်တဲ့အကြောင်းကလေးဟာလူဖြစ်သူအတန်ချက်ဆက်ပြင်းနေအောင်မှာဟန်ဆောင်လှည့်စားပြီးဆူရှီကိုတလုတ်ထင်းနဲ့မျိုးချလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီတလုတ်ထင်းမှာတင်ဆူရှီနဲ့အတူငကြက်ကိုပါမျိုးချမိသွားပါတော့တယ်။တခုခုမားနေပြီဆိုတာကို Big White ကချက်ချင်းရိပ်မိသွားပြီးကြောင်ကလေးရဲ့ကိုယ်ထဲကငကြက်ကိုပြန်ထုတ်ဖို့ကြိုးစားပါတယ်။သူ့ဘက်ကိုလာဖိတာကိုတိလိုက်တာနဲ့ကြောင်ကလေးဟာချက်ချင်းပဲလက်သေးတွေထုတ်ပြီးရန်မူပါတော့တယ်။ Big White အနားကပ်လာတဲ့အခါမှာတော့ကြောင်ကလေးဟာထိတ်လန့်တကြားနဲ့ထွက်ပြေးသွားပါတော့တယ်။ Big White ဟာငကြက်ကထွက်လာတဲ့အတန်နောက်ကိုလိုက်ရင်ကြောင်ကလေးကိုပြန်ရှာတွေ့သွားပါတယ်။ကြောင်ကလေးကတော့လန့်သွားပြီးအမွှေးတွေထောင်ထက Big White ကိုအတင်းကုပ်ဖဲ့ပြီးမျက်စိတမိတ်အတွင်းမှာပဲထပ်မံပြောက်ကွယ်သွားပြန်ပါတယ်။သူဟာသတင်းပေါက်ပေါင်းတစ်ခုပေါ်ခုန်တက်သွားတဲ့အခါအထဲမှာအိမ်မွေးကြောင်လေးတစ်ကောင်ကကြက်အယုတ်လေးနဲ့ကစားနေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီအိမ်ရှင်ကကြောင်လေးကိုချီမပြီးခေါင်းလေးကိုပုတ်တက်ပေးနေတာကိုကြည့်ပြီးကြောင်ကလေးဟာမျက်လုံးလေးတွေဝိုင်းသွားပါတယ်။အဲ့ဒီအချိန်မှာပဲWhite ကနောက်ကနေပြန်ပေါ်လာပြန်ပါတယ်။ကြောင်ကလေးကတော့ဘာမှမပြောဘဲစက်တိုက်ကုပ်ဖဲ့နေပါတော့တယ်။ထောင်တစ်ခုကိုထွက်ပြေးလွတ်မြောက်သွားပြီးတဲ့နောက်ကြောင်ကလေးဟာတစ်ကြားသီးခွန်တစ်ခုကိုမှောက်လိုက်ပြီးကိုဝိုင်းကျွတ်အယုတ်လေးလုပ်ပြီးကစားနေပါတယ်။ဒါပေမဲ့စိတ်နှောက်ယှက်ဖြစ်စရာBig Whiteကတော့နောက်ကနေတကောက်ကောက်လိုက်နေတော့မှာပဲကြောင်ကလေးဟာအပေါ်ထက်ကဖောက်တယ်တွေကိုလန့်သွားစေလောက်အောင်အမြန်ပြေးသွားပါတယ်။ Big Whiteကတော့မမျှော်လင့်ထားလောက်အောင်ကျင်နာတက်ပြီးဖောက်တယ်တွေရဲ့ ramen အထုပ်တွေကိုအရင်ကူထုတ်ပေးပြီးမှခြေလမ်းကျဲကျဲနဲ့ဆက်လိုက်ပါတယ်။ကြောင်ကလေးဟာပိုပြီးမြန်ပြေးရင်ဖြိုဖျက်တော့မဲ့စက်ရုံဟောင်းကြီးတွေကိုခုံဝင်သွားပါတယ်။သူ့ကိုဖမ်းဖို့အတွက်Big Whiteကတကားပိတ်လိုက်တဲ့အချိန်မှာပဲအတန်ချစ်ဆက်ကအတန်တွေကျေလောင်စွာထွက်ပေါ်လာပါတယ်။ Big White သွားကြည့်လိုက်တော့မှဒါဟာကြောင်ကလေးရဲ့လှည့်ကွက် diversionary tactic ဆိုတာသိလိုက်ရပါတယ်။ပနက်တဲ့ကြောင်ကလေးဟာBig White ရဲ့နောက်ွယ်မှာတိတ်တဆိတ်ပုံနေတာပါဒါပေမဲ့Big White ရဲ့ခေါင်းကနောက်ကိုလှည့်ကြည့်လို့ရနေပါတယ်။ကြောင်ကလေးဟာအရန်လန့်သွားပြီး3မီတာလောက်မြင့်တဲ့စင်ပေါ်ကိုပြန်တက်မတက်ခုန်တက်သွားပါတယ်။ Big White ကလည်းကျိုးဆက်ကိုအသုံးပြုပြီးနောက်ကနေလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲစင်ကြီးကဝုန်းကနေပြိုကျသွားပြီးအဖြူရောင်တစ်တာကြီးကBig Whiteပေါ်ကိုတိတ်တိတ်ကြီးကျလာပါတော့တယ်။အဲ့ဒီနောက်မှာတော့ကြောင်ကလေးဟာရုတ်တရက်တက်လာပါတော့တယ်